မရှိတာကနေတောက်ရုံရှိလာတာမရှိတာကနေရှိလာတာပြီးလို့ရှိရင်ခြံရှောင်းဆိုတာဖြစ်ပေါ်လာတာရှင်းရှင်းအဲ့လိုကိစ္စတွေအဲ့လိုကိစ္စရက်တွေအသစ်ဖြစ်ပေါ်လာတာအဲ့ဆိုရင်ပထမတစ်ခုဖြစ်တဲ့သုံး词 plus 出来မှာပါလဲဆိုရင်从无到有မရှိတာကနေရှိလာတာပြီးလို့ရှိရင်ခြံရှောင်းရှင်း事物ကိစ္စအသစ်တွေဖြစ်ပေါ်လာတာအဲ့ဒီခါမှာသုံးမယ်အဲ့ဆို number 1 ဖတ်ကြည့်ရအောင်这个字ဒီစာလုံးကို你能写出来吗မင်းရေးနိုင်မလားမင်းရေးနိုင်မလားအဲ့ဆိုကြည့်မယ်ရှယ်မတို့ကြည့်မယ်ကွာစာတစ်ခုရေးတယ်ထားလိုက်ဒီမှာကာကြီးပုံမှန်ဆိုဒီကာကြီးကရှိလားမရှိဘူးရေးလိုက်ခါကျမှရှိလာတာနော်အဲ့ဆိုလို့ရှိရင်从无到有မရှိတာနဲ့ရှိလာတာဖြစ်တဲ့အတွက်ရှယ်出来ရှယ်ရေးတယ်ဆိုတာလည်းအစားမရှိတာဘူးမတို့ရေးလိုက်မှရှိလာတာအဲ့ဒီအတွက်နဲ့ရှယ်出来သုံးလို့ရတယ်အဲ့ဆိုဒီစာလုံးကိုနင်ရှယ်出来မှာရေးနိုင်မလားနံပါတ်2朋友家的想出来စဉ်းစားမိလာတယ်လေ依家学汉语的好办法朋友家想出来ဆိုရင်စဉ်းစားမိလာတယ်依家တစ်ခု学汉语的好办法တရုတ်စကားလေ့လာရမှာ好办法နီလန်းကောင်းတစ်ခုတရုတ်စကားလေ့လာဖို့နီလန်းကောင်းတစ်ခုကိုစဉ်းစားမိလာဆိုစဉ်းစားမိလာတယ်ဆိုတာမှလည်းကြည့်မယ်အရင်က तू ကအဲ့ဒီနီလန်းကောင်းကိုစဉ်းစားမိမလားမစဉ်းစားမိဘူးလေနော် तू မှအဲ့ဒီအတွေးမရှိဘူးအမြင်မရှိဘူးဒါပေမဲ့ तू ကအခုမှနီလန်းကောင်းတစ်ခုကိုစဉ်းစားမိလာတာအဲ့အတွက်နဲ့想从无变成有မရှိတာနဲ့ရှိလာတာနောက်တစ်ခုကလည်း动词 plus 出来ဒီတစ်ခေါက်ကကျ翻变识别အဲ့လိုမျိုးခွဲခြားတာကိုပြောတာပြီးရင်从赢到选赢ကကြရင်ဖုံးကွယ်တာကနေ选သိတာလာတာအဲ့ဆိုတော့တစ်ခုခုဟာကိစ္စတစ်ခုဟာဖုံးကွယ်နေတာမသိတာကနေသိတာလာတာကိုပြောတာဥမာतू ကအမှန်တကယ်တော့မင်္ဂလေးဒါပေမဲ့မင်္ဂလေးမှမသိတာဘူးဒါပေမဲ့နောက်မှမင်္ဂလေးမှသိလာတယ်ပေါ့သိတာလာတယ်အဲ့လိုမျိုးအခြေအနေကိုပြောတာမသိတာလာတာနဲ့သိတာလာတာအဲ့လိုမျိုးအခြေအနေတွေမှာလည်း verb plus 出来ကိုသုံးလို့ရတယ်အဲ့ဆို number 5ဖတ်ကြည့်ရအောင်声音你听出来了吗这是谁的声音这是ဒီဟာက谁的声音ဘသူရဲ့အတန်လဲ你听出来了吗ဆိုတော့မင်းဘယ်လိုပြောမလဲခွဲခြားလို့ရသွားပြီလားအဲ့လိုပြောချင်တာနားထောင်လို့ခွဲခြားလို့ရတာကိုပြောတာအစားဥပမာဒီမှာလဲလူတွေကြောင်သားတွေရှိတယ်ဘသူအတန်ရှိရလေနော်ဥပမာနားထောင်တာနဲ့တည်းရဒါကသူ့အတန်ဒါကချင်းရွက်အတန်ဒါကအိုင်မင်အတန်ဥပမာအဲ့လိုမျိုးကိုပြောတာအဲ့ဆို听出来အစားကြရင်အဲ့ဒီတန်ကိုသိချင်မှသိမယ်ဘသူအတန်ဆိုတာဒါပေမဲ့မင်းနားထောင်လို့ခွဲခြားလို့ရသွားပြီလားမင်းဘသူလဲဆိုတာသိသွားပြီလားအဲ့လိုပြောတာ